ဒီပြိုင်တန်းကြီးမြေကြီးတဲ့ကံဖော်တွေ့တဲ့အချိန်မှာကဘာကြီးတစ်ခုလုံးကတုံ့ဟီးသွားခဲ့ရတယ်။ဒီပြိုင်မှာမယုံနိုင်လောက်တဲ့စွမ်းအားတွေရှိနေတယ်ဆိုတာသိလိုက်ရတဲ့အခါအဲ့ဒီလူဟာချက်ချင်းပဲသူ့အိမ်မှာတေချာသိမ်းဆည်းထားလိုက်တယ်။ဒါပေမဲ့မျှော်လင့်မထားတာကညချမ်းချိန်မှာဒီပြိုင်ကြီးကရွှေရောင်လင်းတန်းတွေရုတ်တရက်တောက်ပြီးထွက်လာတယ်။တစုံတရာထူးဆန်းတဲ့ခေါ်တံကိုတုံ့ပြန်နေတယ်လို့ပဲ။သူကထီတော့မဲ့လှုပ်လိုက်တာနဲ့အေဂရစ်စွမ်းအားကြီးနဲ့မီတာ100လောက်ချက်ချင်းပဲလွင့်စင်သွားရတယ်။ဒီပြိုင်ကိုထိန်းချုပ်ဖို့မဖြစ်နိုင်ဘူးဆိုတာသိလိုက်ရတဲ့အခါရာရှင်းကချက်ချင်းပဲရှမ်းကတော့တယောက်ကိုခေါ်ခိုင်းလိုက်တယ်။ဒါပေမဲ့ရှမ်းကတော့သူ့ပြောတဲ့အကြောင်းကိုလုံးဝကိုမယုံကြည်ခဲ့ဘူး။ဒီပြိုင်ရဲ့အကြောက်စရာကောင်းတဲ့စွမ်းအားကိုတက်တည်ပြဖို့အတွက်ဒါရှင်းကတိုက်တီနီရန်တက်တူဆက်ဆက်ရုပ်လက်မောင်တစ်ခုကိုအသုံးပြုခဲ့တယ်။ဒီပြိုင်နဲ့ထိတွေ့လိုက်တဲ့အချိန်မှာပဲတန်မဏိလက်သေးတွေဟာချက်ချင်းပဲအရေးပြောကျသွားတယ်။ဒီပြိုင်ရဲ့မယုံကြည်နိုင်လောက်တဲ့စွမ်းအားကိုမြင်လိုက်ရတဲ့အခါရှမ်းကတော့မှကြမ်းတမ်းရက်ဆက်တဲ့အကြံစီတစ်ခုပေါ်လာတယ်။ဒဏ္ဍာရီရတော့ကိုဝင်ဆောင်မျိုးသမီးတရားရဲ့သွေးရည်ကြီးကိုပေါင်းဆက်ယူမယ်ဆိုရင်အလွန်အားကောင်းတဲ့အနှစ်သာရကိုထုတ်ယူနိုင်တယ်လို့ဆိုတယ်။ဒီအကြံနဲ့ပဲဒါရှင်းဟာကိုဝင်ဆောင်မျိုးသမီးတစုကိုစုဆောင်းခဲ့တယ်။တရေသားတစ်ခုစီရဲ့အသက်3လရောက်တာနဲ့အဲ့ဒီအမျိုးသမီးတွေကိုတီးကန်အင်ကြီးတွေထဲထည့်သွင်းလိုက်တယ်။ပြီးတော့ဆက်ရုပ်စင်တုံမျိုးတွေကသူတို့ရဲ့သွေးရည်ကြီးတွေကိုစုပ်ယူဖို့စတင်လှုပ်ဆောင်တယ်။ပြီးတော့အသုံးဝင်မှုမရှိတော့တဲ့ကိုဝင်ဆောင်မျိုးသမီးတွေကိုမိရှို့ဆက်ကြီးတွေကိုပစ်ချလိုက်ကြတယ်။ဒါပေမဲ့နောက်ဆုံးစံတက်မှုကိုလှုပ်ဆောင်နေတဲ့အချိန်မှာပဲအဆောက်အဦတစ်ခုလုံးရဲ့ဓာတ်အားစနစ်ကရုတ်တရက်ချို့ယွင်းသွားတယ်။လူတွေတုတ်ပြန်ဖို့အချိန်မရမီမှာပဲအင်ကြီးတွေကအမျိုးသမီးဟာအနက်ရောင်ပြုံကြီးတွေကိုပစ်ချခံလိုက်ရတယ်။မိရှို့ဆက်စီတက်တဲ့ကိုချော်ဆင်းသွားတယ်။မိရှန်တွေကသူ့ကိုမျိုးချတော့မဲ့အချိန်မှာပဲလက်တစ်ဖက်ကရုတ်တရက်သူ့ကိုဆွဲကင်လိုက်တယ်။အန်နာကမောကြည့်လိုက်တော့သူ့ဖော်ဆောင်မဲ့ဖြစ်နေတယ်။အရင်ကလည်းစံတက်မှုတွေကနေအံ့ဖွယ်ရှင်တန်ကြံရစ်ခဲ့ပြီးအခြားနေရာတွေမှာပုံရှောင်တွေကထွက်ပြေးဖို့အခွင့်အရေးကိုစောင့်ဆိုင်နေတာပဲ။သူတို့နှစ်ယောက်ဟာချင်းမြောင်းနဲ့ဥမင်လိုင်ကောင်းကနေတွားဆင်းသွားကြတယ်။ဒါပေမဲ့မျှော်လင့်မထားတာကနောက်လိုက်စစ်သားတွေနဲ့ရင်ဆိုင်မိတယ်။ကိုဝင်ဆောင်အန်နာကိုကာကွယ်ဖို့အတွက်ရှောက်မယ်ဟာတတိရှိရှိနဲ့ရှေ့ကိုတိုးပြေးသွားပြီးအန်နာကိုရှင်တန်ခွင့်ရစေဖို့သူ့ကိုယ်သူစတေးကရဲရဲကြီးတိုက်ပွဲဝင်ခဲ့တယ်။ဒါပေမဲ့အန်နာဟာပြုံကနေထွက်လာတဲ့အချိန်မှာသူမတယောက်ထောင်ချောက်ကိုမတော်တဆဖွင့်မိသွားတယ်။ပူပြင်းတဲ့မီးရှံတွေဟာရုတ်တရက်ပေါ်ထွက်လာပြီးသူ့ဘက်လေကိုလုံးဝဝိုင်းရံသွားတယ်။နောက်မှာစစ်သားတွေနီးကပ်လာတဲ့အတွက်အန်နာမှာတွားရမယ့်လမ်းမရှိပဲတွားရမယ့်လမ်းကိုပဲတွားဖို့ဆုံးဖြတ်လိုက်ရတယ်။လူတွေအားလုံးကသူမတရားဘူးလို့ထင်နေတဲ့အချိန်မှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်သွားတယ်။မီးရံတွေဟာသူ့ခန္ဓာကိုယ်ပတ်လည်မှာခွဲထွက်သွားပြီးမီးရံတစ်ခုကမှသူ့ကိုမထိခိုက်စေခဲ့ဘူး။စစ်သားတွေဟာဒီအံ့ဖွယ်မြင်ကွင်းကိုမြင်ပြီးအံ့အားသင့်သွားကြတယ်။ဒါပေမဲ့သူတို့မသိကြတာကအန်နာဝမ်းထဲကနေပြီးတဲဆောင်လာတဲ့ကလေးငယ်ဟာတကယ်တော့ဘေးတနိုးနဲ့မင်းကြီးရဲ့ပြန်လည်မွေးဖွားလာသူဖြစ်နေတယ်